မင်္ဂလာပါရှင်ဒီနေ့တော့ပြည့်ရက်လေးဆိုတော့ကျမတို့အိမ်မှာမုတ်ဖြစ်တဲ့လက်လူခေါ်မလားတချို့နေရာတွေမှာဆိုရင်ရေမုတ်ပြော့လို့ခေါ်ရပါတော့ပေါင်းတဲ့နေရာမှာလုပ်တဲ့ရေမုတ်အချက်မျိုးတော့မဟုတ်ပါတော့ပြော့တဲ့ပုံစံမျိုးလေးလှူစားဖြစ်တဲ့ရှင်ပထမဆုံးကျမကဆန်မုတ်ကို coffee cup တစ်ခွက်စာဆိုလို့ရှင်ပဲမုတ်အစိမ်းတစ်စုံလောက်ထည့်ပြီးတော့ရေလေးနဲ့ဖြော်ထားတယ် baking powder လေးထည့်တယ်ပြီးတဲ့အခါကျလို့ရှင်ကျမ yeast လေးနည်းနည်းလေးထည့်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့သူ့ကိုနှက်ထားတယ်ပေါ့နှက်ထားပြီးတဲ့အခါကျတော့မကတ်အိုးထဲမှာစီလေးပပလေးတုပ်တယ်ပြီးတော့မုံနှီရေလေးထည့်တယ်အပေါ်ကနေပြီးတော့မှနန်းနန်းပြီးပဲပြုတ်ကလေးထည့်ပေါ့နော်နောက်တစ်ခုကကြတော့မုံနှီရေရဲ့ပုံမှာကျမကျုပ်အနှစ်ကလေးထည့်ပြီးတော့ဒါလေးကိုလည်း plain လုပ်ထားရရှိတယ်အော်ချက်ပိုးဆောင်ပေါ့နော်အုံးသီးအမှုန့်ကိုကျမအမှုန့်ဆောင်ထားပေါ့နော်အုံးသီးမှုန့်ကိုရေနွေးလေးနဲ့ပြစ်ကလေးဖြော်ပြီးတော့ဒီတစ်ခုဆိုရင်ကျမအုံးလို့လေးနဲ့လုပ်တယ်ပေါ့နော်ကိုစားချင်တယ်ကိုစိတ်ကြိုက်ပုံစံကိုလှုပ်ရှားပြလိုက်တာပဲပေါ့နော်ကိုကြိုက်ပေါ့နော်ကျမအဖုံးလေးတော့အုပ်ထားတယ်နော်အဖုံးအုပ်တဲ့ဟာလေးမရိုက်လိုက်ရလို့ပါပြီးတဲ့အခါကျရင်ဒီလိုဟာမျိုးလို့ရင်တော့ကျမစီလေးတွေကိုပေါ်ကနေပြီးတော့ကျွတ်ကလေးစားခြင်းနဲ့ဆိုရင်တော့စီလေးတွေကိုပေါ်ကနေဆန်းဆန်းနဲ့ကျွတ်ပြီးကိုစိတ်ကြိုက်ပေါ့ပျော့စားခြင်းလားကျွတ်စားခြင်းလားပြီးရင်နှမ်းထောင်းကိုနှမ်းလေးကိုစားလေးနဲ့ထောင်းပြီးတော့လုပ်ပါရရှင်ကျေးဇူးများတင်ပါတယ်